မင်္ဂလာပါအစာလေးတော့ဖက်ဖြစ်ပဲပေါ့နော်အဲ့တော့အစာလေးနာမည်ကတော့ make your bed လို့ခေါ်တယ်အစာလေးနဲ့ပတ်သက်လို့ညှိချုပ်လေးတွေပြောပြချင်တာရှိတယ်ပထမဦးဆုံးအနေနဲ့ make your bed လို့ခေါ်တဲ့ဒီ idea လေးပေါ့နော်အဲ့တော့စာရေးဆရာတွေဘယ်လိုကြံပြူထားလဲဆိုတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေဒီအသေးမွားသောကိစ္စရပ်လေးတွေနဲ့စတင်တယ်အဲ့တော့အဲ့ရသိန်းနာလိုမျိုးအသေးမွားသောအောင်မြင်မှုတွေဒီကြီးမားသောအောင်မြင်မှုတွေအထိပြောင်းလဲနိုင်တယ်ဆိုပြီးတော့အကြံပြုထားတယ်ပေါ့နော်အဲ့တော့အဲ့ရသိန်းချင်းဆိုတာကလည်းပဲကျွန်တော်တို့တွေကဒီကိုယ်ပိုင်ရဝင်းလေးတစ်ခုပေါ့နော်ကျွန်တော်တို့ရဲ့ရဝင်းလေးကိုကိုယ်တိုင်တန်ရှင်းအောင်လုပ်လိုက်တာပဲတနည်းအားဖြင့်ကိုတာဝန်ယူလိုက်တာပဲပေါ့နော်အဲ့တော့အဲ့ဓာတွေဒီအဲ့ရသိန်းချင်းမျိုးဒီကိုတာဝန်ယူတဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဘာခံစားစီလဲဆိုတော့ကိုဒီတနေ့ကြာမှာအောင်မြင်မှုသေးလေးတစ်ခုကိုပေါ့နော်အဲ့တော့လှုပ်ဆောင်လိုက်တယ်အောင်မြင်မှုသေးလေးတစ်ခုကိုလှုပ်လိုက်မိရဲဆိုတဲ့ခံစားချက်မျိုးရစီတယ်ပေါ့အဲ့ဒါနေပြီးတော့ ripple effect လို့ခေါ်တဲ့ effect တစ်ခုဖြစ်တယ်ပေါ့အဲ့ဒီ effect ဒီဘာလဲဆိုတော့ကြောက်ခဲလေးတစ်လုံးကိုရေထဲကိုပြချလိုက်တဲ့အခါမှာဒီရေစက်လေးကနေပြီးတော့လိုက်သေးလေးထသွားတဲ့ရေစက်လေးကနေပြီးလိုက်အကြီးဖြစ်သွားသလိုပဲပေါ့နော်ကျွန်တော်တို့ကတနေ့တာမှာအောင်မြင်မှုသေးလေးတစ်ခုကနေပြီးတော့တနေ့တာလုံးပို့ပြီးတော့လက်ဆန်းသွားစီမယ်တနေ့တာလုံးစိတ်အားတက်ကြွသွားစီမယ်ဒီခံစားချက်မျိုးဖြစ်တယ်ပြီးတော့ဒီအသေးမွားသောအောင်မြင်မှုသေးလေးကနေပြီးတော့ကြီးမားသောလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်နိုင်တယ်ဆိုတဲ့ခံစားချက်မျိုးရတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့စောင့်တည်ထဲမှာဖတ်ဖို့ရရှိတာဗာလဲဆိုတော့လူတစ်ယောက်ရဲ့တိုးတက်အောင်မြင်မှုကိုသိချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့အားလက်ချိန်မှာဘာလုပ်နေတယ်လဲဆိုတာမျိုးလေ့လာလို့ရတယ်ဆိုတဲ့စကားမျိုးလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကနေ့စဉ်အလေးအကျင့်တွေ daily habit တွေ daily routine တွေဒီကျွန်တော်တို့ဘဝအတွက်အရေးကြီးတဲ့အခန်းကဏ္ဍတွေပါတယ်ပေါ့နော်အဲ့တော့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ်လုပ်နေတဲ့အလေးအကျင့်တွေလုပ်ငန်းဆောင်တာတွေဒီတနည်းအားဖြင့်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေ well power တွေဒီစိတ်ဆွမ်းအင်တွေအများကြီးသုံးနေစရာမလိုဘူးပြီးရခါကျတော့ဆုံးဖြတ်ချက်ကြီးတွေချပြီးတော့တကူတခါကြီးပင်ပန်းကြီးစိတ်ထဲမှာတင်းအားကြီးထားပြီးတော့လုပ်နေရတာမဟုတ်ဘူးနေ့စဉ်ဒီအလုပ်လေးတွေကိုတာမန်အားဖြင့်လုပ်သွားမယ်လုပ်သွားရင်းနဲ့ဘာဖြစ်လာလဲဆိုတော့ကိုအလုပ်လေးတစ်ခုပြီးသွားတဲ့အခါမှာအလုပ်တစ်ခုပြီးမြောက်သွားပါတယ်ဆိုတဲ့ခံစားချက်တစ်ခုထွက်လာမယ်အဲ့ဒီခံစားချက်ကနေမှစင်ကဲပို့ပြီးတော့ကြီးတဲ့အလုပ်တွေကိုဆက်ပြီးတော့လုပ်ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါကိုတော့ English လို့ repair effect လို့ခေါ်တယ်အဲ့တော့မြန်မာလိုတိုင်းရပြန်မယ်ဆိုတော့လိုက်ထခြင်းလို့ပြန်ရင်လည်းပြန်လို့ရမယ်ပေါ့နော်အဲ့ဒီပုံစံမျိုးတွေနဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုအသေးအမွှားလေးတော့အောင်မြင်မှုတွေကနေပြီးတော့စတင်တယ်အဲ့ဒီအသေးအမွှားလေးတော့အောင်မြင်မှုတွေဒီအဲ့ရသိန်းတာလိုမျိုးအသေးအမွှားတော့ကိစ္စတွေဖြစ်တယ်အဲ့လိုမျိုးမနခင်လင်းတာနဲ့အဲ့ရသိန်းလိုမျိုးအသေးအမွှားလေးတွေကနေပြီးတော့ကြီးမားတဲ့လုပ်ငန်းဆောင်တာတွေကိုကျွန်တော်တနေ့တာအလုံးကိုကြော်ဖြတ်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလုပ်ငန်းဆောင်တာသေးလေးတွေဒီတနေ့တာလုံးအတွက်ဘာဖြစ်နိုင်လဲဆိုတော့အဟုန်တစ်ခုဖြစ်သွားစေတယ်ပေါ့နော်အရှိန်တစ်ခုဖြစ်သွားစေတယ်အဲ့တော့ကျွန်တော်ဒီကနေပြီးတော့ဗာတက်ပြီးတော့ကိုစဉ်းစားမိတာတစ်ခုရှိလဲဆိုတော့သူစာရေးဆရာဒီ idea ပေးထားတယ်လို့ပေါ့နော်အကြံဉာဏ်ပေးထားတယ်လို့အဲ့ရသိန်းတာမျိုးအပြင်ကိုတိုင်းအတွက်တန်ရှင်းဖို့အတွက်ကြီးချိုးတာမျိုးကျမ်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်တာမျိုးဒါလိုမျိုးဒီအသေးအမွှားသောအလေးအကျင့်လေးတွေအောင်မြင်မှုတော့သေးလေးတွေဒီလေဒီမနက်ခင်းမှာစလို့ခြင်းအပြင်တစ်နှစ်တာလုံးလန်းဆန်းစီတယ်တက်ကြွစီတယ်အဲ့တော့စလိုက်တဲ့ဒီအစအရှိန်ဒီတနေ့တာလုံးအတွက်အရှိန်ပါသွားနိုင်တယ်ဆိုတော့ခံစားချက်မျိုးဖြစ်စေရပေါ့နော်